18500နဲ့ဒီလိုမျိုးမိသားစုဝတ်တော့ရခိုင်ချက်တဲ့ဘွေးကိုကျွန်တော်တို့နေ့တိုင်းလက်ဆောင်ပေးနေပါတယ်အားလုံးပဲတာလီစောပါကျွန်တော်တို့ဒီနေ့မန္တလေးဆိုင်နဲ့ရန်ကုန်ဆိုင်တွေမှာတက္ကသိုလ်ရခိုင်ချက်တဲ့ဘွေးကိုလူ3ယောက်4ယောက်လောက်စားလို့ရတဲ့ဟာကိုကျွန်တော်တို့18000နဲ့ဆိုလို့ရှိရင်ကျွန်တော်စားသုံးသူမိဖပြည်တို့များအဆင်ပြေမလားမသိဘူးခင်ဗျအဲ့ဆိုတော့ကျွန်တော်တို့ဒီနေ့18000နဲ့တက္ကသိုလ်ရခိုင်ချက်တဲ့ဘွေးကိုကျွန်တော်တို့စားပြီးတော့ကျွန်တော်တို့ရောင်းပေးနေပါပြီခင်ဗျတက္ကသိုလ်ရခိုင်ချက်ဖြစ်ဖြစ်တက္ကသိုလ်တောက်ဆန်းဖြစ်ဖြစ်ဘေး5မျိုးမဆိုကျွန်တော်တို့တဘွေးကိုလူ300လောက်စားလို့ရတဲ့တဘွေးကိုကျွန်တော်18000နဲ့ကျွန်တော်တို့ရောင်းချပေးနေပါပြီโอเคအဲ့ဒီတက္ကသိုလ်ရခိုင်ချက်တဲ့ဘွေးမှာဘယ်လောက်ဘယ်နှချက်သားပါတယ်ဘယ်နှတုံးပါတယ်ဆိုတော့ကျွန်တော်တို့လက်ကြည့်ဖို့ဖိုက်ခေါ်ပါခင်ဗျအောင်လေးကြီးပါအခုကျွန်တော်ရှင်းမှာပြထားတဲ့ငါကတော့ပင်လင်ငါစလုံးလို့ခေါ်ပါတယ်ဒါလေး18500ပါ၄ခွန်းပါပါတယ်မိသားစု3ယောက်စားလို့ရပါတယ်ဒါကတော့ကကတိခေါင်းပါတောက်ဆန်းပါအရန်ကိုထမင်းမိန်တာပါဒါလေးကျွန်တော်တို့မိသားစု2ယောက်3ယောက်လောက်စားပါတယ်18000နဲ့900ပါဒီဘက်ကကြတော့ကျွန်တော်တို့တက္ကသိုလ်ရခိုင်ရှက်ကိုမှကျွန်တော်မကြီးသေးနဲ့ရှက်ထားပါတယ်ဒါလည်းကျွန်တော်တို့ဟမ်ဘွေးပွေးသေးလေးတွေအခုရရှိနေပါပြီ18500ပါမိသားစု2ယောက်3ယောက်လောက်ကိုထမင်းနဲ့တကေလေးအဝစားလို့ရပါတယ်ထမင်းမိန်စေတဲ့ဟမ်ဘွေးလေးတွေပါလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်တို့နေ့လေစာဖြစ်ဖြစ်ကျွန်တော်တို့ညစာဖြစ်ဖြစ်လူ3ယောက်လောက်စားလို့ရတဲ့အသားငါးတစ်ပွေးကို18000ဆိုလို့ရှိရင်အရင်ကိုတန်လန်းနေပါပြီအဲကြောင့်မို့လို့ OMG ခိုင်ရိုးကဆိုင်မှာရခိုင်ရိုးကအရသာစစ်စစ်လေးတွေကိုစားဖို့အတွက်ကျွန်တော်တို့အမြဲတမ်းဖိတ်ခေါ်နေပါတယ်ခင်ဗျโอเคကျွန်တော်တို့18500နဲ့ဒီလိုမျိုးမိသားစု3-4ယောက်လောက်စားလို့ရတဲ့ကကရိရခိုင်ချက်ဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုမျိုး18500နဲ့မိသားစု3-4ယောက်လောက်စားလို့ရတဲ့ကကရိတောက်ဆန်းဖြစ်ဖြစ်မြစ်သိ9မဆိုကျွန်တော်တို့ OMG မှာမိသားစု3-4ယောက်နဲ့ကျွန်တော်တို့18500နဲ့ထမင်းစားရပါပြီမြစ်သိဝိုင်းမဆိုကျွန်တော်တို့အေးဘေးလာတော့မုံဒီဘေးလာစားကျွန်တော်အတုပ်ပဲလာစားထမင်းတပွေးပဲလာစားကျွန်တော်တို့ဒီလိုမျိုးဝတ်တော့ရခိုင်ချက်တဲ့ဘွေးကိုကျွန်တော်တို့နေ့တိုင်းလက်ဆောင်ပေးနေပါတယ်ခင်ဗျโอเคကျွန်တော်တို့18500နဲ့ဟမ်ဘွေးရဲ့ဒီဘက်က18500တဲ့ကကရီတောက်ဆန်းရေကိုကျွန်တော်ထမင်းစားလိုက်ပါအောင်မယ်ကျေးဇူးပါ